တိမကွာအသိပညာဖြင့်နေထိုင်ခြင်းအကြောင်းတရားဒေသနာတော်တတိမကွာအသိပညာဖြင့်နေထိုင်ခြင်းဘုရားဘာသာဝင်မြန်မာလူမျိုးတွေဘာသာတရားအနေနဲ့တရားဟောခြင်းတရားနာခြင်းဆိုတာကိုအဓိကထားပြီးတော့ဆောင်ရွက်ကြတယ်လောကမှာဘာသာတရားတွေမြောက်များစွာရှိတဲ့ထဲမှာဘုရားဘာသာကဘာသာတရားဆိုတဲ့အမည်အောက်မှာပါဝင်နေတော့လဲတကယ်တော့သာဝရဘုရားထံမှာဆုတောင်းခြင်းဆုယူခြင်းလို့ဆိုတာတွေနဲ့ပတ်သက်မှုလုံးဝမရှိပဲနဲ့မိမိတို့တဏ္ဍာမှာရှိတဲ့စိတ်ဓာတ်ဆိုင်ရာအရည်ချင်းတွေကိုစနစ်တကျကျင့်သုံးခြင်းမြင့်တင်ပေးခြင်းဖြင့်အတိညာရရှိအောင်ဆောင်ရွက်တယ်ဘဝဒုက္ခဘဝဆင်းရဲတွေကလွတ်မြောက်အောင်ကျင့်သုံးကြတယ်ဆိုတော့အခြားဘာသာတရားတွေနဲ့များစွာကွာခြားတယ်ဆိုတာသတိထားဖို့လိုအပ်တယ်ပေါ့ခြားဘာသာတရားတွေမှာကဆုတောင်းကြတာဆုယူကြတာအဓိကမိမိတို့ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်မရှိဘဲနဲ့မိမိတို့ဘဝကိုပိုင်ဆိုင်ပြီးတော့စီမံဆုံးဖြတ်နေတဲ့ပုဂ္ဂိုလ်တူတကုရှင်ကြီးတူဒီလိုရှိနေတယ်ဆိုတာကိုယုံကြည်ပြီးတော့ထိုတကုရှင်ကြီးရဲ့ပြောသမျှဆိုသမျှဆုံးမဩဝါဒပေးသမျှကိုလိုက်နာကျင့်သုံးပြီးတော့မိမိတို့ဘဝကိုအနံ့ထားရတဲ့အနေအထားမျိုးပေါ့ဘုရားဘာသာမှာတော့ဒီလိုမဟုတ်ဘူးဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာအမှန်တရားကိုထုတ်ဖော်ဟောကြားတဲ့ပုဂ္ဂိုလ်တဦးအနေနဲ့မှန်ကန်တဲ့လမ်းစဉ်တရားကိုသင်ယူပြီးတော့မိမိကိုယ်တိုင်ကိုယ့်ကိုယ်ကိုကောင်းအောင်ပြုပြင်ပြီးတော့ကျင့်သုံးလိုက်နာတဲ့ဤစနစ်ပေါ့နော်အဲ့တော့ဤစနစ်ချင်းမတူဘူးဒါကြောင့်ဒီကနေ့ဘုန်းကြီးတို့ကတတိမကွာအသိပညာဖြင့်နေထိုင်ခြင်းဆိုတာမြတ်စွာဘုရားဟောတဲ့စကားလေးကိုမြန်မာလိုပြန်ပြီးတော့ပြောတဲ့ဟာပါမြတ်စွာဘုရားကသုတ်တန်နှစ်ခုမှာဒီစကားကိုဟောထားတာရှိတယ်တန်ယုတ္တနိကေတတိသုံးဆိုတဲ့တတိပဌာနာတန်ယုတ်မှာလာတဲ့တတိသုတ်ဆိုတဲ့နေရာမှာဘုရားဟောတဲ့စကားလုံးကပါဠိဘာသာနဲ့ဟောတာမဟုတ်မြတ်စွာဘုရားဟောတဲ့စကားလုံးလေးကိုရှင်းဥစွာဘုန်းကြီးတို့မှတ်သားကြရမယ်မြတ်စွာဘုရားကတတောဘိက္ခဝေဘိက္ခုဝိဟရေယသမ္ပဇာနောတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကယဟန်တို့တတိမကွာအသိပညာရှိလျက်နေထိုင်ကြရမယ်လို့ဒီအဓိပ္ပာယ်ပြီးတော့မြတ်စွာဘုရားနောက်တစ်ပုဒ်ဆက်ပြီးတော့ပြောတာတော့အယံဝောအာမကံအနုတသနိဒါတို့ရဲ့ဆုံးမချက်ပဲဘဝမှာဘယ်လိုနေရမယ်ဆိုတာနေနည်းထိုင်နည်းကိုသင်ကြားပေးတာသင်ကြားပြီးတော့ဘုန်းကြီးတို့တွေကအဲ့ဒီနည်းစနစ်အတိုင်းကျင့်သုံးနေထိုင်ဖို့ပဲအဲ့ဒါလိုနည်းစနစ်အတိုင်းကျင့်သုံးနေထိုင်လို့ရှိရင်ထူးခြားတဲ့အသိဉာဏ်တွေကိုရလာမှာမို့ထိုထူးခြားတဲ့အသိဉာဏ်တွေအရာမိမိရဲ့ဘဝမှာကြုံတွေ့ကြရတဲ့တောကဆိုတဲ့စိုးရိမ်မှုတွေဒေါမနတဆိုတဲ့ကြေကဲဝမ်းနည်းမှုတွေဘဝရဲ့ဒုက္ခတွေကျော်လွှားသွားနိုင်ကြမှာဖြစ်ပါ
တကဘာလုံးအတိုင်းအတာနဲ့လိုက်ကြည့်မယ်ဆိုလို့ရှိရင်လောကလူသားတွေဟာနေ့စဉ်နဲ့အမျှရုန်းကန်နေကြရတယ်ဆိုတာအမတန်ထင်ရှားတယ်ပေါ့စီးပွားရေးနဲ့ရုန်းကန်နေကြရတယ်လူမှုရေးနဲ့ရုန်းကန်နေကြရတယ်ပညာရေးနဲ့ရုန်းကန်နေကြရတယ်နိုင်ငံရေးကိစ္စတွေနဲ့ရုန်းကန်နေကြထိုရုန်းကန်နေရတဲ့အခါမှာအစဉ်ပြေတဲ့အခါရှိတယ်လို့အစဉ်မပြေတဲ့အခါတွေရှိတယ်ပုံမှန်အမြဲတမ်းအစဉ်ပြေနေတယ်လို့မရှိနိုင်ဘူးအခြေအနေရရထောက်ထားပြီးတော့အစဉ်မပြေတဲ့အခါမှာလူတွေမှာဘာဖြစ်လဲလို့ဆိုတော့စိတ်ဖိစီးမှုဓာတ်တွေကိုခံစားကြရတယ်ပေါ့အဲ့ဒီစိတ်ဖိစီးတဲ့ဓာတ်တွေကိုပဲပါဠိစာပေမှာသောကတို့ဒေါမနတလို့ဒီလိုဟောတာပါသောကဆိုတာကိုမဖြစ်ချင်တာတခုဖြစ်လာတော့မယ်ဆိုလို့ရှိရင်ကြိုတင်ပြီးတော့စိတ်ထဲမှာမငြိမ်မသက်ဖြစ်ပြီးပူးလာတဲ့သဘောမဖြစ်ချင်တာတွေဖြစ်တော့မယ်ဆိုလို့ရှိရင်စိုးရိမ်စိတ်တွေပေါ်လာဒါတွေကသောကလို့ခေါ်သို့မဟုတ်မဖြစ်ချင်တာတွေဖြစ်သွားပြီးပြီဆိုလို့ရှိရင်သောကဆိုတာပေါ်လာဒေါမနတဆိုတာတော့စိတ်ထဲမှာအလိုမကျဖြစ်လာစိတ်ထဲမှာမိမိရဲ့စိတ်တိုင်းကြမဖြစ်ဘူးအလိုမကျဖြစ်လာတယ်ဆိုလို့ရှိရင်ခံစားမှုတစ်ခုလာအဲ့ဒီခံစားမှုကဒေါမနတစိတ်ဆင်းရဲမှုလို့ဒီလိုပြောတာပေါ့အဲ့ဒီသောကတို့ဒေါမနတတို့လို့ဆိုတာလူတွေရဲ့ခံစားချက်ထဲမှာထင်ရှားပေါ်လာတတ်ပြီးတော့လူမျိုးမရွေးဘာသာမရွေးသောကဆိုတာရှိတယ်ဒေါမနတဆိုတာရှိတယ်အဲ့ဒီဖြစ်နေတဲ့သောကတွေကဘာကြောင့်ဖြစ်တာလဲဖြစ်လာတဲ့ဒေါမနတတွေကဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကိုမရှာနိုင်ဘူးထိုအကြောင်းတရားကိုမဖယ်ရှားနိုင်ဘူးဆိုရင်ဒီသောကဆက်ပြီးတော့လာနေမှာပဲဒေါမနတဆိုတာလည်းဆက်ပြီးတော့ဖြစ်နေမှာပဲဘယ်ရာပဲဖြစ်ဖြစ်ဆိုင်ရာအကြောင်းတရားတွေကိုမိတီပြီးတော့ဖြစ်လာတာဖြစ်တော့ထိုအကြောင်းတရားတွေကိုသိဖို့အမတန်မှအရေးကြီးတယ်လောကလူသားတွေဟာဆိုင်ရာအကြောင်းတရားတွေကိုမသိနိုင်တဲ့အတွက်ကြောင့်သောကပြေပြောင်းရာပြေပြောင်းကြောင်းစိတ်ဆင်းရဲမှုတွေပြေပြောင်းရာပြေပြောင်းကြောင်းဆိုပြီးတော့ဤမျိုးစုံတွေနဲ့အသုံးပြုကြတယ်ပေါ့အဲ့ဒီဤမျိုးစုံတွေထဲမှာတချို့ကလည်းလုံးဝမေ့ပြဖို့ကြိုးစားကြတယ်ကြိုးစားတဲ့အခါမှာအကူအညီတွေအသုံးပြုပြီးတော့ကြိုးစားတယ်ဘာတွေအကူအညီတော့ဆိုမူရစေဝါအကူအညီနဲ့လည်းပဲကိုယ်တော်ကကိုဖြည့်ပြောင်းကြတယ်ပေါ့နောက်တခြားနည်းတွေနဲ့သုံးပြီးတော့ဖြည့်ပြောင်းကြတော့တကယ်ကတော့ဒါပြေပြောက်သွားတာမဟုတ်ဘူးအကြောင်းတရားကြီးကကိုယ်တဏ္ဍာမှာရှိနေတာရှိနေသည့်အတွက်ကြောင့်ခိတ္တခဏမှာစိတ်တွေထဲမှာပေါ်ပါသွားသလိုထင်ရတော့လည်းပဲဒုက္ခတစ်ခုယတနာတစ်ခုထပ်ပိုးလာရုံပဲရှိတယ်အဖြေမဟုတ်ဘူးဆိုတာအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကတော့ဒီလိုမဟုတ်ဘူးနောက်ထပ်ယတနာတစ်ခုကိုထပ်မတက်ဖဲနဲ့ရှိတဲ့အနေထားတစ်ခုကမှန်မှန်ကန်ကန်အသိဉာဏ်နဲ့စဉ်းစားတွေးခေါ်ပြီးတော့အမှန်သိပြီးတော့လျှော့ချနိုင်တဲ့နည်းစနစ်ပေါ့ stress လို့ခေါ်တဲ့ဒီစိတ်ရဲ့ဖိစီးမှုတွေပေါ့နော်ကမ္ဘာလောကမှာကြီးပွားတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေလည်း stress ဆိုတဲ့စိတ်ဖိစီးမှုတွေရှိတာပဲအစမပြေတဲ့ပုဂ္ဂိုလ်တွေမှာလည်း stress ရှိတာပဲအမြဲတမ်းဖိစီးမှုတွေလူတွေရဲ့စိတ်ဟာလွှမ်းမိုးနေတယ်ဒီကနေ့ခေတ်မှာကြည့်လို့ရှိရင်ပို့ပြီးတော့ထင်ရှားတယ်ပေါ့အားလုံးဟာရှင်ပြိုင်ပြီးတော့ပြေးလွှားနေကြရတာဆိုတော့ဟိုတိုးတက်တယ်ဆိုတဲ့နိုင်ငံတွေမှာပို့ပြီးတော့ကြီးထွားတယ်ပေါ့ဒီ stress တွေကအဲ့ဒါတွေကိုလျှော့ချဖို့နည်းစနစ်ကောင်းတွေကတော့တခြားနည်းစနစ်တွေနဲ့လျှော့ချတာဖြစ်ကောင်းဖြစ်နိုင်တော့လည်းပဲထိုလျှော့ချမှုဟာအစဉ်သာဝရငြိမ်းချမ်းသွားတဲ့အဆင့်ကိုရောက်နိုင်တဲ့နည်းစနစ်ဟာတွေ့ဖို့ရအမတန်မှခဲနေအဲ့တော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့နည်းစနစ်ကသာလဲ
အစင်သာဝရလျှော့ချနိုင်တဲ့ဤစနစ်တစ်မျိုးဆိုတာသိရဘုန်းကြီးတို့မနှစ်ကကိုရီးယားနိုင်ငံသွားတော့ကအဘိဓမ္မာသင်တန်းသွားပို့ချတဲ့အခါမှာဒုံကုတ် University ကပါမောက္ခတွေတခြား University ကပါမောက္ခတွေတို့ကထိကတွေတို့လာပြီးတော့တက်ကြတယ်အဘိဓမ္မာဆိုတာကိုယ်နဲ့အနည်းဆက်သုံးမယ်ကိုယ်တဏ္ဍာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုလေ့လာတဲ့ပညာရပ်တစ်ခုပဲပေါ့အဲ့ဒါသင်ရင်ကနေပြီးတော့သင်တန်းပြီးတဲ့အခါမှာသင်တန်းစီမံဆောင်ရွက်တဲ့ထေရဝါဒကိုရီးယားယဟန်တော်ကနေစီစဉ်ပေးတယ်ဆရာတော်နဲ့တွေ့ဖို့ဒီနေ့9ဦးဆိုပြီးတော့မေးချင်တာလေးမေးဖို့ဆိုပြီးသင်တန်းပြီးတဲ့အခါမှာအချိန်ပိုင်းလေးလာပြီးတော့တွေ့ကြတယ်ထင်တယ်တက္ကသိုလ်ကပါမောက္ခဆရာမတွေလာတော့သူတို့မိတ်ဆက်ပြီးတော့ပေးတယ်ပါမောက္ခကထိကတွေပါဆိုတော့ဘုန်းကြီးကမေးကြည့်တယ်ဘာပညာရပ်ကိုသင်တယ်လဲတက္ကသိုလ်မှာဘာပညာရပ်ကိုပို့ချတယ်လဲဆိုတော့တဦးကဖြေတယ် MSR တဲ့သူပို့ချတဲ့ဘာသာရပ်က MSR ဆိုတာဘာပြောတာလဲလို့မေးလိုက်တော့ mindfulness MBSR mindfulness based stress reduction လို့ဘယ်လို mindfulness based stress reduction ဆိုဒီတတိတရားကိုအခြေခံထားပြီးတော့စိတ်ဖြစ်စီမှုကိုလျှော့ချခြင်းလို့ဆိုရပညာရအဲ့ဒီဘာသာရပ်ကဘယ်ကလာတာတုံးလို့ဆိုအမေရိကန်ကလာပြီးတော့သူတို့စီမှာပို့ချတယ်အဲ့ဒီပညာရပ်ကတကယ်ကြည့်လိုက်တဲ့အခါကျတော့မြန်မာနိုင်ငံကသွားတဲ့တတိပဋ္ဌာန်နည်းစနစ်တစ်ခုပါအဲ့ဒီတတိပဋ္ဌာန်နည်းကိုအသုံးပြုပြီးတော့ mindfulness ဆိုတတိကိုအခြေခံထားပြီးတော့လူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့စိတ်ဖြစ်စည်းမှုတွေကိုလျှော့ချတဲ့နည်းစနစ်တစ်ခုကိုသူတို့ပညာရပ်တစ်ခုအနေနဲ့တက္ကသိုလ်မှာသင်နေကြတယ်ဘုရားဟောတဲ့တရားကိုပဲလိုအပ်ချက်တွေနဲ့အညီတီထွင်ပြီးတော့သင်ကြားတယ်လို့အသေးစိတ်ကိုတော့မသိခဲ့ရဘူးသူတို့သင်ကြားတဲ့နည်းစနစ်ကပညာရပ်ရဲ့အဓိပ္ပာယ်ကတော့ MBSR လို့ဒီလိုပြောတာပေါ့အဲ့တော့ဒီနည်းစနစ်ဟာမြန်မာနိုင်ငံမှာမြတ်စွာဘုရားဟောကြားထားတဲ့တရားဓမ္မတွေထွန်းကားနေလို့ထိုကမ္မထာရိပ်သာတွေမှာလည်းပဲဒီနည်းစနစ်တွေကိုဟောပြောပြီးလက်တွေ့လည်းကျင့်သုံးနေကြတယ်ပေါ့ကမ္ဘာမှာလည်းဒီကနေ့ခေတ်မှာဘုရားမြတ်စွာဟောကြားတဲ့ meditation ဆိုတဲ့နည်းစနစ်ကိုကျမ်းမာရေးအတွက်စိတ်ဓာတ်ဖြစ်စီမှုလျှော့ချဖို့အတွက်ဆိုတာတွေအတွက်အသုံးပြုနေကြတာကိုသိရတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကဒီမှာတတိမကွာအသိပညာဖြင့်နေထိုင်ခြင်းဆိုတဲ့နည်းစနစ်တစ်ခုဟောကြားထားတယ်သို့တော့ဒီနေရာမှာတတိမကွာအသိပညာဖြင့်နေတယ်ဆိုလို့ရှိရင်အစဉ်စဉ်ပြောလို့လည်းရတယ်လောကသမ္မာလူမှုကိစ္စဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့လုပ်ငန်းပေါ်မှာသူအမြဲတမ်းတတိရှိတယ်သူအသိပညာဖြင့်နေတယ်အဲ့ဒါကိုဆိုလိုတာလားပြောမယ်ဆိုရင်တတိအသိဆိုပြီးတော့ပြောကြတယ်လေတတိရှိတယ်အသိရှိတယ်အဲ့ဒီအားလုံးဟာမြတ်စွာဘုရားရဲ့သွန်သင်ချက်နဲ့ကိုက်ညီသလားအခြေခံအဲ့ဒါကိုဆိုလိုတာလားဆိုဒီစကားလုံးနဲ့ပတ်သက်လာလို့ရှိရင်တမန်အားဖြင့်ကြည့်မယ်ဆိုရင်အသင်္တရံကတူးနေတော့လည်းပဲအနှစ်သာရပိုင်းမှာအလွန်ကွာခြားတာကိုတွေ့ရတယ်မြတ်စွာဘုရားဆိုလိုတဲ့တတိမကွာအသိပညာနဲ့နေတယ်ဆိုတာဘယ်ပုံနေတာလဲလို့
ဘုရားကိုယ်တိုင်ကဒီသုတ်တံမှာရှင်းပြထားတာအဲ့တော့တာမန်တတိမကွာအသိပညာနဲ့နေတာမျိုးကိုဆိုလိုတာမဟုတ်ဘူးတကယ်ခုနကယင်တွင်းမှာပူစားနေတဲ့တောကတို့ဒေါမနတတို့ဆိုတဲ့စိတ်နှလုံးရဲ့ပူလောင်မှုတွေကိုလွန်မြောက်သွားဖို့အဲ့ဒါတွေချုပ်ငြိမ်းပြီးတော့ငြိမ်းချမ်းသာရတဲ့ဘဝမှာယက်တည်နိုင်ဖို့ဆိုတာကြတော့ဘယ်လိုတတိမကွာနေရမှာလဲဘယ်လိုအသိပညာနဲ့နေရမှာလဲလို့ဆိုတာကိုဒါအတိအကျသိဖို့လိုတယ်ပေါ့နော်တာမန်လူပြောသူပြောတဲ့တတိမကွာလားတာမန်ပြောကြတဲ့အသိပညာနဲ့နေတာကိုဆိုလိုတာလားလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကဒီနည်းစနစ်တွေကိုသုတ်တန်နှစ်ခုမှာဟောပေးထားတာရှိပါတယ်မြန်မာနိုင်ငံမှာထင်ရှားပြီးလူသိများတဲ့မဟာသတိပဋ္ဌာန်သုတ်မှာလည်းပဲဒီနည်းစနစ်ကိုပေးထားတာရှိပါတယ်ဒီနည်းစနစ်ဟာတမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့အချို့ပုဂ္ဂိုလ်တွေကဒါဘာသာရေးလုပ်ငန်းကြီးပဲလို့ဆိုပြီးတော့ထင်ကောင်းထင်လိမ့်မယ်လူမှုရေးနဲ့မဆိုင်ဘူးစီးပွားရေးနဲ့မဆိုင်ဘူးဘာသာရေးပညာရေးနဲ့မဆိုင်ဘူးနိုင်ငံရေးနဲ့မဆိုင်ဘူးဒါဘာသာရေးအလုပ်လို့ဒီလိုမြင်ကောင်းမြင်လိမ့်မယ်သို့သောမြတ်စွာဘုရားရဲ့ဟောကြားထားတဲ့နည်းစနစ်တွေကဘာသာရေးတတ်လည်းမဟုတ်ဘူးပညာရေးတတ်လည်းမဟုတ်ဘူးလူမှုရေးတတ်လည်းမဟုတ်ဘူးဘဝတစ်ခုလုံးရဲ့အရေးအတွက်ဟောထားတာပဲဘဝရထားတဲ့ပုဂ္ဂိုလ်တိုင်းဒီနည်းစနစ်ကိုကျင့်သုံးနေထိုင်ရဘုရားဘာသာဝင်ဖြစ်စေဘုရားဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်ဖြစ်စေဒီနည်းစနစ်အတိုင်းလိုက်နာကျင့်သုံးလို့ရှိရင်ဒီအကျိုးတရားကိုရမှာပဲတရားကိုကျင့်သုံးတယ်ဆိုတာဘုရားဘာသာဝင်ဖြစ်မှကျင့်သုံးရတာမဟုတ်ဘူးဘုရားဘာသာဝင်မဟုတ်လည်းကျင့်သုံးလို့ရဘာဖြစ်လို့တော့ဆိုတရားဆိုတာတကယ် the law of nature ပဲတဘာဝပဲလမ်းကြောင်းနဲ့အလားတရံတူတယ်လမ်းကြောင်းကြီးတစ်ခုပေါ်မှာရှောက်မယ်ရွှေဒဂုံဘုရားကိုဥတည်ထားတဲ့လမ်းကြီးဆိုပါတော့အဲ့ဒီလမ်းကြောင်းပေါ်ရှောက်သွားလို့ရှိရင်ရွှေဒဂုံဘုရားရောက်ချင်တဲ့လူရောမရောက်ချင်တဲ့လူရောအဲ့ဒီလမ်းလျှောက်လို့ရှိရင်ရောက်သွားမှာတော့သိချတာပဲဒီလမ်းကြောင်းပေါ်တက်ပြီးလျှောက်ပဲဆိုလို့ရှိရင်ရောက်တာကြီးပဲအကုန်လုံးမရောက်တဲ့လူမရှိဘူးအဲ့ဒါမျိုးလိုပဲမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မဟာလူတိုင်းနဲ့သက်ဆိုင်တဲ့တရားဖြစ်တယ်ဘာသာရေးအလုပ်လို့တလုံးမဟုတ်ဘူးပေါ့နေ့စဉ်တဲ့ဘဝမှာလိုအပ်ချက်တွေရှိတယ်ဘာဖြစ်လို့လိုအပ်ချက်ရှိတာတုံးလို့ဆိုဘုန်းကြီးတို့တွေမှာနေ့စဉ်နဲ့အမျှလူတိုင်းဟာတောကနဲ့နေကြရတယ်စိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ကြရတယ်တပည့်တော်တို့ကတော့အဆင်ပြေနေလို့ဘာတောကမှမရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်မယ်မရှိဘူးလို့ပြောလို့မရအောင်မကြုံသေးတာပဲရှိနိုင်တယ်ပေါ့နော်တောကမရှိတဲ့လူဆိုတာမရှိဘူးတောကရှိနေကြတယ်ပေါ့တမန်ပုထုဇဉ်ပုဂ္ဂိုလ်မှန်သမျှတောကတို့ဒေါမနတတို့ဆိုတာဟာစိတ်ရဲ့ဖိစီးမှုအနေနဲ့ရှိနေတယ်အဲ့ဒီရှိနေတာတွေကိုမဖယ်ထုတ်နိုင်လို့ရှိရင်ငြိမ်းချမ်းတဲ့ဘဝချမ်းမြေ့သာရတဲ့ဘဝဘယ်လိုပဲစကလုံးလှလှသုံးထားတာမနေနိုင်ကြပါဘူးဘယ်သူမှနေနိုင်မယ်မဟုတ်ပါဘူးဒါကြောင့်မို့ဒီလိုချမ်းမြေ့သာရတဲ့ဘဝအေးချမ်းတဲ့သာရတဲ့ဘဝကိုနေဖို့ရအတွက်လိုအပ်ချက်တွေကဘာတွေတုံးဆိုရင်တချို့ကတော့စဉ်းစားကောင်းစဉ်းစားလိုက်မယ်ပစ္စည်းဥစ္စာတွေကြွယ်ဝချမ်းသာလို့ရှိရင်ချမ်းမြေ့သာရတဲ့ဘဝမှာနေနိုင်တယ်လို့တွက်ကောင်းတွက်လိုက်အလောက်ကိုင်းတွေဝင်ငွေကောင်းတဲ့အလောက်ကိုင်းတွေရှိထားလို့ရှိရင်လည်းချမ်းမြေ့သာရတဲ့ဘဝမှာနေရမယ်လို့ထင်ကောင်းထင်လိုက်အစဉ်ပြေးနေတဲ့လူမှုရေးဘဝမှာနေရလို့ရှိရင်လည်းချမ်းမြေ့သာရတဲ့ဘဝမှာနေရမယ်လို့ထင်ကောင်းထင်လိုက်မယ်တကယ်တော့လေလောကအရေးတွေမြည်မြပဲအစဉ်ပြေးနေချမ်းမြေ့သာရတဲ့ဘဝဆိုတာစစ်မှန်တဲ့နည်းစနစ်တစ်ခုမှမရှိပဲနဲ့
တောကကင်းတဲ့ဘဝဒေါမနတကင်းတဲ့ဘဝဆိုတာအမတန်မှခဲရင်ပါလိမ့်မယ်ချမ်းမြေ့တဲ့ဘဝကိုနေနိုင်မှာမဟုတ်ပါဘူးအဲ့တော့ချမ်းမြေ့တာယာတဲ့ဘဝကိုနေခြင်းလို့ရှိရင်အခုပြောတဲ့မြတ်စွာဘုရားဟောတဲ့တတိမကွာအသိပညာဖြင့်နေခြင်းဆိုတာကိုဒီစနစ်ကိုလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝတစ်ခုမှာနေနိုင်ဘယ်လိုအခက်ခဲဘယ်လိုပြဿနာနဲ့ပဲကြုံစိတ်ဓာတ်ကြံ့ခိုင်မှုဟာအင်မတန်မှအရေးပါတယ်ပေါ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘူးဆိုလို့ရှိရင်ခုနပြောတဲ့အခြေအနေရရတဲ့နဲ့မိမိမလိုလားတဲ့အခြေအနေရရတဲ့နဲ့ရင်ဆိုင်လာလိုက်ပြီဆိုတာနဲ့တပြိုင်နက်လူရဲ့စိတ်နှလုံးဟာတုံလုံးခြောက်ခြားပြီးတော့ငြိမ်းချမ်းသာယာမှုတွေကအားလုံးဟာဆုံးရှုံးသွားနိုင်တယ်အဲ့ဒါလို့ဆုံးရှုံးမသွားရအောင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကနေနီးထိုင်နီးကိုဟောထားတယ်တတိမကွာအသိပညာဖြင့်နေပါတဲ့တတောဘိက္ခွေဘိက္ခုတမ္ပဇာနောဝိဟရေယတတောဘိက္ခွေဘိက္ခုဝိဟရေယတမ္ပဇာနောတတိမကွာအသိပညာဖြင့်နေပါအယံဝောအမကံအနုတသနီဒါဟာတို့ရဲ့အဆုံးအမသွန်သင်ချက်ပဲဖြစ်တယ်အဲ့တော့ဘယ်လိုနေရမယ်ဆိုတာကိုမြတ်စွာဘုရားကတတိမကွာဆိုတာဘယ်မှာတတိမကွာရမှာလဲအသိပညာဆိုတာဘယ်လိုအသိပညာမျိုးလဲဆိုတာdefineလုပ်ဖို့လိုအပ်တယ်ပေါ့အနုမို့ဆိုလို့ရှိရင်လူတိုင်းဟာထင်ကြတယ်အိမ်မှာပဲအလုံးလုံးတာဖြစ်စေရုံးမှာပဲအလုံးလုံးတာဖြစ်စေတက္ကသိုလ်မှာပဲအလုံးလုံးတာပဲဖြစ်စေအလုံးလုံးရမယ်အလုံးတစ်ခုပေါ်မှာတတိရှိနေတယ်ဒါတို့တတိမကွာတာဒါလားပြောလို့ရတာပေါ့နော်အသိပညာဆိုတို့တတ်ထားတဲ့အသိပညာတွေနဲ့နေတယ်ဒါအသိပညာတွေဆိုရင်နေတယ်လို့ဒီလိုဆိုလိုတာလားဆိုမြတ်စွာဘုရားကစကလုံးချင်းတူပေမဲ့လို့အနှစ်သာရချင်းမတူတာကိုဒီနေရာမှာခွဲခြားပြီးတော့ပြထားတယ်အဲ့တော့ဘဝမှာခုနပြောတဲ့နှလုံးထဲမှာပူလောင်မှုတွေကင်းပြီးတော့အင်းငိမ့်တဲ့ဘဝကိုနေကြလို့ရှိရင်တတိတရားနဲ့နေရမယ်တတိဆိုတာမြန်မာလူမျိုးတွေဖို့မှာအမတန်မှရင်းနှီးနေတဲ့စကားလုံးတစ်လုံးဖြစ်တယ်သို့တော့တတိဆိုတဲ့စကားလုံးဟာမြန်မာစကားလုံးမဟုတ်ဘူးပါဠိဘာသာစကားလုံးဖြစ်တယ်တတိဆိုတာအာယုန်တစ်ခုရယူပေးနေတဲ့သဘောလေးကိုတတိလို့ပြောတာအဲ့တော့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့တတိကို mindfulness လို့ဒီလိုပြန်လေးရှိကြတယ်အဲ့ဒါ mindfulness လို့ပြန်တာကတော့ပစ္စုပန်မှာပစ္စုပန်ဆက်ဆက်အာယုံပေါ်နေတဲ့အချိန်မှာပစ္စုပန်အာယုံပေါ်မှာ mindful ဖြစ်တာကိုအဓိကထားပြောတဲ့သဘောပစ္စုပန်မဟုတ်ဘူးအာယုံတစ်ခုကလွန်မြောက်ခဲ့ပြီလွန်ခဲ့တဲ့နှစ်ကသို့မဟုတ်လွန်ခဲ့တဲ့7နှစ်9နှစ်10နှစ်ကအကြောင်းအရာတွေအဲ့ဒီအကြောင်းအရာတွေကြတော့ဒီတတိဟာဒါကြတော့ memory လို့ပြောရမှာပဲအမှတ်ရနေတယ်အဲ့တော့တတိယအဓိပ္ပာယ်2မျိုးရနိုင်တယ်ပေါ့မှတ်မိတာရဲ့စိတ်အားစိုက်ထားတာရဲ့ဒီနှစ်ခုပဲအမှတ်ရတာလည်းပဲမှတ်မိတာလည်းပဲတတိပဲမှတ်မိတာကဘယ်သူနဲ့တွဲဖက်ပြီးတော့လာတော့ဆိုအမှတ်တင်ညာနဲ့တွဲဖက်လာအမှတ်တင်ညာဆိုတာအာယုန်နဲ့တွေ့တဲ့အချိန်မှာစိတ်ကမှတ်သားလိုက်တာ noting system ပေါ့မှတ်သားလိုက်တာစိတ်ထဲကမှတ်သားလိုက်တာမှတ်သားလိုက်တဲ့အတိုင်းနောက်တစ်ခါဒါမျိုးတွေ့ရင်သူကဒါပဲဆိုတာကိုသိသွားအဲ့ဒါကတင်ညာရဲ့အလုပ်ပဲတတိကြတော့အဲ့ဒီအာယုံကိုရယူပေးတာကတတိအာယုံကိုရယူပေးတာကတတိမှတ်မိတာကတင်ညာလို့ဒီလိုနှစ်ခုပြောလို့ရတယ်ပေါ့ပစ္စုပန်ဆက်ဆက်မျက်စိကမြင်နေရတဲ့အချိန်ပစ္စုပန်ဆက်ဆက်ဆိုတာနားကကြားနေရတဲ့အာယုံအဲ့ဒီအာယုံတွေကြတော့
mindfulness လို့ခေါ်တယ်စိတ်အားကုန်စိုက်ထားတယ်စိတ်အားကုန်ပုတ်လွတ်ပြီးတော့ထားတယ်အဲ့ဒီ mindfulness ဆိုတဲ့တတိဟာဒါလည်းပဲအမတ္တမအရေးကြီးတဲ့တတိလို့ဟောတတိနဲ့ပတ်သက်လာလို့ရှင်သူကအတိတ်ကအာယုန်တစ်ခုကိုမှတ်မိတာရဲ့ပစ္စုပန်မှာဖြစ်ပေါ်နေစေအာယုန်ကိုရယူပေးတာရဲ့အဲ့ဒီတတိနှစ်ခုတတိရဲ့ဆောင်ရွက်မှုနှစ်ခုရှိတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကဆိုလိုတာကတော့ကိုနေထိုင်တဲ့အချိန်မှာကိုဘာလုပ်နေတယ်ဆိုတဲ့ပုံမှာ action ပေါ်မှာ mindful ဖြစ်ဖို့ပြောတယ်ဘာပဲလုပ်နေတဲ့ပုံမှာတတိရှိဖို့ဆိုတဲ့နေရာမှာဘယ်နေရာမှာတတိရှိရမလဲလို့ခုနကစိတ်ရဲ့ငြိမ်းချမ်းမှုကိုရကျင်ယူခြင်းတဲ့ပုဂ္ဂိုလ်တွေဘယ်လိုလေ့ကျင့်ရမလဲလို့ဆိုတာမဟာသတိပဋ္ဌာန်တော့မှာမြတ်စွာဘုရားကအာယုံ၄မျိုးပေးထားတာရှိတယ်နံပါတ်1ကကာယ body ပေါ့မိမိရဲ့ body ပေါ်မှာ mindful လောက်တာပေါ့နောက်တစ်ခုကလူတွေမှာခံစားမှုဆိုတာရှိတယ်ခံစားတာဆိုတာကောင်းတဲ့အာယုန်နဲ့တွေ့လို့ရှိရင်ဝမ်းသာတယ်ဆိုတဲ့ခံစားမှုမကောင်းတဲ့အာယုန်နဲ့တွေ့တဲ့အခါစိတ်ပြည့်ဝမ်းနေတယ်ဆိုတဲ့ခံစားမှုကောင်းမကောင်းအလယ်လက်ရှိတဲ့အာယုန်မှာမထင်ရှားတဲ့ခံစားမှုလို့ဆိုပြီးတော့အချင်းချင်းအပြင်လူတွေရဲ့စိတ်ခံစားမှုဒီခံစားမှုဆိုတာလည်းပဲလူတွေဖို့မှာအမတန်မှအရေးကြီးတဲ့အရာတစ်ခုပဲအဲ့ဒီခံစားမှုပေါ်မှာလည်းပဲ mindfulness ဖြစ်ဖို့မြတ်စွာဘုရားဟောတယ်နောက်တစ်ခုကတော့လူတွေရဲ့စိတ်ဓာတ်ကိုယ့်ရဲ့ဖြစ်ပေါ်နေတဲ့စိတ်အခြေအနေပေါ်မှာလည်းပဲ mindfulness ဖြစ်ဖို့တမန်အဖြစ်မိမိစိတ်ကိုကိုယ်စိတ်ကိုကိုသိတယ်လို့ထင်ကောင်းထင်မယ်ဖြစ်တော့လေကိုယ်စိတ်ကိုကိုမသိတာပိုများပါတယ်အဲ့တော့သိရမှာပါလဲလို့ဆိုရင်ငါစိတ်လေးမှာလိုချင်တတ်မဲ့မှုတွေလောဘတွေငါစိတ်ထဲမှာဖြစ်ပေါ်လာသလားစိတ်နဲ့ရှင်တွဲလာသလားမုန်းတီးတဲ့ဒေါသတွေငါစိတ်ထဲမှာရှင်တွဲလာသလားအမှန်မသိတဲ့မောဟတွေတွေ့ဝေမှုတွေငါစိတ်ထဲမှာရှင်တွဲနေသလားငါစိတ်နဲ့တွဲနေသလားလို့ကိုယ့်ရဲ့စိတ်ကလေးရဲ့အနေအထားတစ်ခုကိုဆင်ခြင်သုံးသပ်နေတာ mindfulness အဲ့တော့ကိုယ်စိတ်ကိုလည်းကိုယ်လေးလာအကဲခတ်နေရမယ်လို့ဆိုတာတတိထားเสียတစ်ခုနောက်တစ်ခုကတော့ general point အနေနဲ့ပေးလိုက်တာမြတ်စွာဘုရားဓမ္မနုပဒနာဆိုဓမ္မဆိုတာအလုံးကိုရည်ညွှန်းပြီးတော့ပေးလိုက်တဲ့အမည်နာမတစ်ခုပဲပေါ့ဥပမာပြောမယ်ဆိုရင်လူတွေရဲ့စိတ်မှာဖြစ်ပေါ်လာတဲ့နိဝရဏတရား၅ပါးဆိုတာရှိတယ်နိဝရဏတရား၅ပါးဆိုတာကာမိသန္တနိဝရဏနှစ်သက်စရာအာယုန်ဒီပေါ်မှာနှစ်သက်တွေ့တာခြင်းနဲ့စိတ်ဆန္ဒခံစားခြင်းနဲ့စိတ်ဆန္ဒ desire for sensual pleasure ကာမိသန္တ desire for sensual pleasure အာယုန်ဒီပေါ်မှာခံစားလို့တဲ့စိတ်ဆန္ဒအဲ့ဒီအာယုန်ပေါ်မှာခံစားလို့တဲ့စိတ်ဆန္ဒဟာလည်းပဲကိုယ်တဏ္ဍာမှာရှိသလားမရှိဘူးလားဖြစ်သလားမဖြစ်ဘူးလားတတိထားရမယ်လို့ဒါပြောတယ်နောက်တစ်ခုကစိတ်ထဲမှာအလိုမကျဖြစ်တတ်တာတွေရှိတယ်ဖြာပါဒနိဝရဏမုန်းတီးမှုအလိုမကျမှုအဲ့ဒါတွေရောကိုယ်စိတ်ထဲမှာဖြစ်သလားလို့ဆင်ခြင်စဉ်းစားတာနောက်တစ်ခုကောင်းတာလုပ်တဲ့အလုပ်တစ်ခုမှာပညာရေးကိစ္စပဲဖြစ်ဖြစ်လေးလာနေတာပဲဖြစ်ဖြစ်တခုဖြစ်လာလို့ရှင်စိတ်အားတွေရောကျသွားတဲ့ဌိနမိတ်တာဆိုတာလဲလာတတ်တယ်ပေါ့ဌိနဆိုတာသူက unwillingness ဆောင်ရွက်ခြင်းနဲ့စိတ်ရောကျသွားတာ
တနည်းအားဖြင့်ပြောမယ်ဆိုရင် tiredness of mind စိတ်ရဲ့ဒီနွမ်းနယ်မှုဖြစ်သွားတဲ့သဘောမိဒ္ဒဆိုတာကြတော့ tiredness body သို့မဟုတ်မိဒ္ဒဆိုတာစေတသိက်တရားတွေရဲ့နေထိုင်ပိုင်သွားမှုအဲ့တော့ဌိနမိဒ္ဒကရှင်တွဲလာပြီမဲ့လို့ဌိနဆိုတဲ့သဘောတရားစိတ်ထဲမှာဆက်ပြီးတော့မလှုပ်ချင်ဘူးတွန့်ဆုတ်လာတယ်ဌိနထိုတွန့်ဆုတ်မှုလွန်ကဲလာလို့ရှိရင်ခန္ဓာကိုယ်ကပါငိုက်မြီးလာတယ်မိဒ္ဒဒီသဘောကိုဆိုလိုတာပေါ့နော်စာပေကျမ်းကနေမှာတော့ဌိနနဲ့မိဒ္ဒဟာစိတ်နဲ့စေတသိက်နှစ်ခုပေါ်မှာစိတ်ရဲ့လှုပ်ဆောင်နိုင်စွမ်းမရှိတဲ့သဘောကိုဌိနစေတသိက်တို့ရဲ့လှုပ်ဆောင်နိုင်စွမ်းမရှိတာကိုမိဒ္ဒလို့ဒီလိုဟောတယ်သို့တော့တစ်ခါမိဒ္ဒဟာခန္ဓာကိုယ်နဲ့လည်းသက်ဆိုင်မှုတွေရှိတယ်ပေါ့သက်ဆိုင်မှုပြတာတွေရှိတယ်ခန္ဓာကိုယ်ရဲ့ပင်ပန်းနွမ်းနယ်မှုကြောင့်လူတွေကငိုက်မြီးလာတယ်ဆိုတာအဲ့တော့အဲ့ဒီစိတ်ဝင်စားမှုရောကျလာတဲ့သဘောတရားတစ်ခုဟာလည်းပဲအောင်မြင်မှုအတွက်အနှောင့်အယှက်တစ်ခုအနေနဲ့တို့စိတ်ထဲမှာရှိသလားစိတ်အားတက်ကြွမှုတွေကုံဆုံးနေသလားဆိုတာဒါကိုလည်းသိရှိဖို့လိုတယ်လို့ဒီလိုဆိုတာနောက်တစ်ခုကဥဒိစ္စကုက္ကုစစိတ်လေးကငြိမ်အောင်ထားလို့မရဘူးလွင့်ပြန်နေတယ်ကုက္ကုစတစ်စုံတစ်ခုလုံးမိတာတို့မလုံးမိတာတို့အပေါ်မှာနောင်တရနေတယ်စိတ်ထဲမှာပူပန်နေတယ်အဲ့ဒါမျိုးရောရှိသလားအလုပ်တစ်ခုလုပ်လို့မအောင်မြင်တဲ့အပေါ်မှာစိတ်ဟာမကြေမနပ်ဖြစ်နေသလားအဲ့ဒီဖြစ်နေလို့ရှိရင်ဒါဥဒိစ္စကုက္ကုစဆိုတဲ့និဝရဏဖြစ်တယ်လို့ပြောတယ်နောက်ကိုလုပ်နေတဲ့လုပ်ငန်းတစ်ခုပေါ်မှာဟုတ်သလားမဟုတ်ဘူးလားဆိုတဲ့ဇဝေဇဝါဖြစ်မှုတန်တရားဖြစ်မှုကဝိသိကိစ္စအဲ့ဒီဝိသိကိစ္စကလည်းအနှောင့်အယှက်တစ်ခုဒါကြောင့်မို့ဒီဓမ္မနုပဒနာအကြတော့ဒီစိတ်ရဲ့သဘာဝတရားတွေကိုဆင်ញင်သုံးသပ်ဖို့သိဖို့တတိထားမိတတ်ဖို့မြတ်စွာဘုရားကဒီမှာဟောတယ်ပေါ့အဲ့တော့និဝရဏဆိုတာ mental hindrances စိတ်ရဲ့အဟံအတားတွေပေါ့ကုသိုလ်စိတ်တွေဖြစ်ဖို့ရာအတွက်အဟံတားစိတ်ကောင်းနှလုံးကောင်းတွေဝင်လာဖို့ရာအတွက်အဟံတားစိတ်ရဲ့အညစ်အကြေးလို့ဒီလိုသတ်မှတ်တယ်စိတ်ရဲ့အညစ်အကြေးတွေဒီသဘာဝတရားတွေမိမိတဏ္ဍာမှာလွှမ်းမိုးလာလို့ရှိရင်ဘာဖြစ်လာတော့ဆိုပညာတွေလည်းအားပြော့လာတယ်စဉ်းစားဉာဏ်တွေလည်းအားပြော့သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဒီတရားတွေမိမိတဏ္ဍာရှိမရှိအမြဲတမ်း mindfulness လုပ်ရမယ် mindful လုပ်ရမယ်လို့အဲ့ဒါကိုဆုံးလို့တယ်မြတ်စွာဘုရားကတတိမကွာနေတယ်ဆိုတာဘာနဲ့တတိမကွာရမှာလဲလို့ဆိုတော့ကိုယ်ခန္ဓာကိုယ်မှာဥပမာမယ်ဘုန်းကြီးတို့တွေဟာကိုယ်ကတော့ထိုင်းနေတယ်စိတ်ကတဏှာရောက်နေတယ်ကိုယ်ကတော့လဲလျောင်းနေတယ်စိတ်ကတဏှာရောက်နေတယ်ကိုယ်ကလမ်းလျှောက်နေတယ်စိတ်ကတဏှာရောက်နေတယ်စိတ်နဲ့ကိုယ်နဲ့ဟာအမြဲတမ်းကွာနေတယ်လို့ဖြစ်တယ်အံ့ကြမဖြစ်ဘူးအံ့ကြမဖြစ်သည့်အတွက်ကြောင့်ဒါ mindfulness ဖြစ်နေတာလို့ပြောလို့မရဘူး mindfulness ဖြစ်နေတာထိုင်းနေရင်ထိုင်းနေတယ်လို့သိနေတာအိတ်နေရင်အိတ်နေတယ်လို့တတိရှိနေတာလမ်းလျှောက်နေရင်လမ်းလျှောက်နေတယ်လို့တတိရှိနေတာအဲ့ဒီတတိရှိနေဖို့ကိုယ့်ကိုလေ့ကျင့်ပြီးတော့ပေးရမယ်တဲ့ဒါအစပထမတတိကောင်းလာအောင်လေ့ကျင့်တဲ့နည်းစနစ်တွေကိုမြတ်စွာဘုရားဟောတယ်အဲ့ဒါလို့လေ့ကျင့်တဲ့အခါမှာဘာတွေလိုအပ်တုံလို့ဆိုတော့ကျိုးပန်းအထောက်မှုဆိုတာလိုအပ်တယ်ကျိုးပန်းအထောက်မှုဆိုတာအထောက်အကူပစ္စည်းတစ်ခုအနေနဲ့အထောက်အကူပြုတဲ့သဘာဝတရားတစ်ခုအနေနဲ့ကိုယ်တဏ္ဍာမှာရှိထားမရှိဘူးဆိုလို့ရှိရင်ဒီ mindfulness ဆိုတာအကုန်လုံးဖြစ်မလာနိုင်ဘူးပေါ့မိမိစိတ်အားတင်းပြီးတော့ငါရဲ့ခန္ဓာကိုယ်အမူအရာတိုင်းငါဟာစင်စစ်မပြတ်သိနေအောင်ကြိုးစားမယ်လို့ဒီလိုကြိုးစားလို့ရှိရင်တော့ဒါတမ္မာဝါယာမလို့ခေါ်တာပဲအဲ့ဒါလို့ကြိုးပမ်းအထုတ်မှုမဟာသတိပဋ္ဌာန်သုံးပါဆိုလို့ရှိရင်အာတာပီဆိုတဲ့စကားလုံးကိုသုံးတယ်မြတ်စွာဘုရားအဲ့ဒါလို့ကြိုးပမ်းအထုတ်မှုဟာစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်နိုင်လောက်အောင်စွမ်းဆောင်ထားလို့
သူ့ကိုအတ္တပြီးပြင်းထန်တဲ့လုံလဝိရိယတစ်ခုကြိုးပမ်းအထောက်မှုရှိရ။ဤကြိုးပမ်းအထောက်တယ်ဆိုတဲ့နေရာမှာဘာလို့သေးတုံးဆိုလို့ရှိရင်တန်ပစင်ညဆိုတာလည်းလိုသေးတယ်တဲ့အမှန်ကန်သိဖို့ဆိုတာလိုတယ်ပေါ့။ဒါကြောင့်မို့တတိပဋ္ဌာန်တို့တတိမကွာနေရမယ်ဆိုတဲ့အချိန်မှာတတိတစ်ခုတည်းတော့မဟုတ်ဘူး။တတိကိုခေါင်းတက်ပြီးတော့ပြောတာတတိရဲ့အထောက်အကူတွေကဘာတုံးဆိုလို့ရှိရင်ဝိရိယကအထောက်အကူပြုရမယ်။ဟောတမာတိဆိုတာတွေကအထောက်အကူပြုရမယ်။သင်္ကပ္ပလို့ဆိုတဲ့အတွေးတွေကအထောက်အကူပြုပေးရမယ်။တတိကိုအထောက်ပံ့ပြုပေးတဲ့သဘာဝတရားတွေနဲ့ရှင်တွဲပြီးတော့လာရမယ်လို့ဆိုဒါတတိကိုအခြေခံပြီးတော့ဘုန်းကြီးတို့တွေဟာနေ့စဉ်ဘဝမှာလေ့ကျင့်ပေးဖို့အဲ့ဒါလို့လေ့ကျင့်ပေးလို့ရှိရင်ကိုလုံနေတဲ့အလုပ်နဲ့ကိုထားတဲ့တတိဟာအံဝင်ခွင်ကြဖြစ်လာအမြဲတမ်းအံဝင်ခွင်ကြဖြစ်လာတယ်မြတ်စွာဘုရားတတိထားဖို့ဆိုတာအကုန်လုံးပဲဒီတတိပဋ္ဌာန်တုတ်မှာဟောထားတဲ့ခုနဒီအာယုန်တွေကိုရယူပေးတာကတတိပဲတတိရဲ့တာဝန်တတိဆောင်ရွက်မှုရဲ့တတိရဲ့ function ကအာယုန်ကိုရယူပေးတာတစ်မျိုးတည်းပဲသူကတတိကအမှန်ကန်ဆုံးဖြတ်မှုတို့သဘာဝကိုသိမှုတို့ဆိုတာကြတော့တတိရဲ့တာဝန်မဟုတ်ဘူးတတိကမလုံနိုင်ဘူးအဲ့ဒါတတိကအာယုန်ကိုယူပေးုံပဲယူပေးနိုင်တယ်အမှန်ကန်သိဖို့ကြတော့ပညာလှုပ်တာပူပေါင်းပြီးတော့ဆောင်ရွက်တဲ့သဘောလေးတစ်ခုပေါ့နော်တတိကအာယုန်ကိုယူမပေးဘူးဆိုလို့ရှိရင်လည်းပညာကအလုံးမလုံးနိုင်ဘူးတတိကယူပေးတဲ့အာယုန်ပေါ်မှာပညာကအလုံးလုံးရမယ်ဒီသဘာဝနှစ်ခုဟာရှင်တွဲနေတာဒါကြောင့်မို့မြတ်စွာဘုရားကတတိမကွာအသိပညာဖြစ်နေလို့ဆိုတာတတိကယူပေးုံပဲဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေစာအုပ်ကိုဖတ်ချင်တယ်ဆိုလို့ရှိရင်လက်ကနေစာအုပ်ကိုဖွင့်ပေးဖို့လိုအပ်တယ်ပေါ့လက်ကနေစာအုပ်ကိုဖွင့်ပေးပြီးတော့မှမျက်စိကထိလို့ရတာလက်ရဲ့အကူအညီမပါလို့ရှိရင်မျက်စိကဘာမှမတတ်နိုင်ဘူးမျက်စိကစာအုပ်မဖွင့်နိုင်ဘူးအဲ့တော့လက်ကနေစာအုပ်ဖွင့်ပေးတယ်မျက်စိကကြည့်တယ်ဟောပူပေါင်းပြီးဆောင်ရွက်တဲ့သဘောလေးပေါ့တတိနဲ့ပညာကလည်းပဲအဲ့ဒီတိုင်းပဲတတိကအာယုံကိုရယူပေးတယ်တတိရယူပေးတဲ့အာယုံရဲ့သဘာဝကိုသိတာကပညာလို့ဒါကြောင့်မို့တတိနဲ့ပညာဟာတွဲဖက်ပြီးတော့လာရတယ်လှုပ်တစ်ခုလှုပ်တဲ့အခါအဲ့တော့မြတ်စွာဘုရားဆိုလိုတဲ့တတိမကွာတတိနဲ့နေရမယ်လို့ဆိုတာဟာမိမိခန္ဓာကိုယ်မှာ body မှာတတိစိုက်ထားဖို့မိမိရဲ့ခံစားချက်ဝေဒနာပေါ်မှာတတိစိုက်ထားတာမိမိရဲ့အသိစိတ်ပေါ်မှာတတိစိုက်ထားတာဓမ္မလို့ဆိုတဲ့ general object ပေါ့အဲ့ဒီပေါ်မှာတတိစိုက်ထားတာဓမ္မနုပဒနာလို့ဆိုလိုက်တဲ့ဖြင့်ဘယ်အာယုံပဲဖြစ်ဖြစ်တတိစိုက်လို့ရတယ်လို့ဆိုတဲ့အဓိပ္ပာယ်ရသွားတယ်အဲ့ဒါလို့အာယုံ၄မျိုးပေါ်မှာတတိကိုလေ့ကျင့်ပေးရမယ်အဲ့ဒီတတိကိုလေ့ကျင့်ပေးပြီးတော့မြတ်စွာဘုရားကပညာအသိပညာဖြစ်နေရမယ်ဆိုအဲ့ဒီနေရာမှာအသိပညာကိုတမ္ပစင်ညလို့ခေါ်ပါဠိဘာသာနဲ့တမ္ပစင်ညပုဂ္ဂိုလ်ကိုရည်ညွှန်းတဲ့အခါကျတော့တမ္ပဇာနာလို့သုံးတယ်ပညာကိုရည်ညွှန်းတဲ့အခါကျတော့တမ္ပစင်ညလို့သုံးတယ်ဒီစကားလုံးလေးကပုဂ္ဂိုလ်ကိုရည်ညွှန်းတဲ့စကားလုံးပညာကိုရည်ညွှန်းတဲ့စကားလုံးလို့နှစ်ခုရှိတယ်ပေါ့အဲ့တော့တမ္ပစင်ညဆိုတာဆင်ခြင်တုံတရားလို့ဘာသာပြန်လို့ရတယ်တတိကယူပေးတဲ့အာယုံပေါ်မှာဆင်ခြင်တုံတရားရှိရမယ်ဆင်ခြင်တုံတရားဆိုတဲ့နေရာမှာသူကစာပေကျမ်းဂန်လေးမှာတမ္ပစင်ညဆိုတာကိုခွဲထားတာရှိတယ်တပ္ပယတမ္ပစင်ညဆိုတာဆင်ခြင်တုံတရားလို့ဆိုတဲ့နေရာမှာဥပမာမဲ့အစာအာဟာရလေးတစ်ခုပဲကြည့်ဒီအစာအာဟာရကငါနဲ့တော်သလားငါနဲ့
tintတော်သလားငါနဲ့မတင့်တော်ဘူးလားဒီလိုဆင်ញင်တုံတရားတဲ့အဲ့ဒါလို့အရာရာမှာစဉ်းစားဉာဏ်နဲ့ဆင်ញင်ပြီးတော့ခြိတတ်ရမယ်လို့ဒါလေ့ကျင့်ပြီးတော့ယူတဲ့သဘောပေါ့အဲ့ဒါကိုတပ္ပယတမ္ပစဉ္ညကိုနဲ့တင့်တော်တာကိုသာရွေးချယ်တတ်တာတပ္ပယတမ္ပစဉ္ညလို့ခေါ်တယ်နောက်တစ်ခုကတော့တထကတမ္ပစဉ္ညကိုယ့်အတွက်အကျိုးဖြစ်ထွန်းတဲ့ဟာကိုရွေးချယ်တယ်အကျိုးဖြစ်ထွန်းတဲ့ဟာရွေးချယ်တယ်ဆိုတာဆိုပါစို့အေးတဲ့ရာသီမှာဆိုရင်ငါနှွေးထွေးတဲ့အဝတ်ကိုဝတ်ရမယ်ပူတဲ့ရာသီမှာဆိုလို့ရှိရင်ဟာလားအပူခံနိုင်တယ်သို့မဟုတ်အပူသက်သာတဲ့အဝတ်မျိုးကိုပါလွားတဲ့အဝတ်မျိုးကိုရွေးချယ်တယ်ဒီလိုကိုယ်နဲ့တင့်တော်ပြီးတော့အကျိုးဖြစ်ထွန်းမဲ့အရာကိုရွေးချယ်တယ်ပေါ့အဲ့ဒါလိုရွေးချယ်တာတတ္တကတမ္ပစဉ္ညဒီစကားကိုပြောလို့ရှိရင်ကောင်းကျိုးဖြစ်မလားဒီစကားပြောရင်ဆိုးကျိုးဖြစ်မလားဖြစ်ပေါ်လာမဲ့အကျိုးတရားတွေကိုဆင်ញင်သုံးသပ်နိုင်တာတထကတမ္ပစဉ္ညလို့ခေါ်တယ်အဲ့ဒီတထကတမ္ပစဉ္ညတို့တပ္ပယတမ္ပစဉ္ညတို့အခြေခံပြီးတော့နောက်ဆုံးဒီတဲ့အဆင့်မြင့်တဲ့တမ္ပစဉ္ညကြတော့အတ္တမောဟတမ္ပစဉ္ညလို့ခေါ်တယ်သဘာဝတရားတွေရဲ့လှုပ်ရှားမှုတွေဟာသဘာဝတရားတက်တဲ့အကြောင်းအကျိုးဆက်ပြီးတော့လှုပ်ရှားနေတယ်ပုဂ္ဂိုလ်တ attva မပါဘူးဆိုတာထိအောင်သိမြင်တဲ့အသိဉာဏ်မျိုးကြတော့သူကအတ္တမောဟတမ္ပစဉ္ညလို့ခေါ်တယ်ပို့ပြီးတော့အဆင့်မြင့်တယ်ပေါ့အဲ့ဒါကြတော့အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကအသိပညာဖြင့်နေပါလို့ဆိုတဲ့နေရာမှာဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှလှုပ်ရှားသွားလာနေတဲ့အခါမှာတတိထားပြီးတော့အသိပညာဖြင့်နေရမယ့်ဟာတွေကဘာတွေလဲလို့ဆိုတာကိုဘုရား9မျိုးခွဲပြထားတယ်မဟာသတိပဋ္ဌာန်သုတ်မှာလည်းပဲ9မျိုးပဲအခုတတိသုတ်မှာလည်းပဲဒီ9မျိုးကိုဟောထားနံပါတ်1ကဘာတော့ဆိုရင်ကိုယ်လက်လှုပ်ရှားမှုလေကိုယ်လက်လှုပ်ရှားမှုလေးနဲ့ပတ်သက်လာတဲ့အခါမှာခုနကအသိပညာမကင်းกว่าတတိမကွာအသိပညာဖြင့်လောက်ရမယ်လို့ဒီလိုဆိုကိုယ်လက်လှုပ်ရှားတယ်ဆိုတဲ့အခါမှာတမန်အသေးစားလှုပ်ရှားမှုလေးတွေဥပမာရှေ့ကိုခြေတလန်းလှမ်းတယ်သို့မဟုတ်နောက်ကိုခြေတလန်းဆုပ်တယ်ခန္ဓာကိုယ်ရှေ့ကိုတိုးတယ်နောက်ကိုဆုပ်တယ်အဲ့ဒါလို့အတိုးဆုပ်လုပ်တဲ့ဟာကိုလည်းပဲတတိတမ္ပစဉ္ညနဲ့လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတယ်တတိလွတ်သွားတာနဲ့တပြိုင်နက်လူဟာကြည်ဒုက္ခရောက်ကြတာပဲလေမတော်တဆချော်ကြတာတို့လဲတာတို့ဘာတို့ဒါတတိလွတ်သွားတဲ့သဘောပေါ့နော်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီအသေးစိတ်လေးတွေကစပြီးတော့ရှေ့တိုးတာနောက်ဆုတ်တာလေးကစပြီးတော့တတိရှိရမယ်ဆင်ញင်တုံရှိရမယ်ဒီရှေ့ကိုတိုးလိုက်လို့ရှိရင်ရှေ့မှာအန္တရာယ်ရှိသလားသို့မဟုတ်ရှေ့ကိုတိုးရင်ဘာမှမဖြစ်ဘူးလားဆိုတာကိုဆင်ញင်စဉ်းစားမှုဒါလေ့ကျင့်နေတာပဲကိုယ့်ဘဝမှာဒါဒီအသေးစိတ်လေးကစပြီးတော့လေ့ကျင့်သွားတာအဲ့ဒါနံပါတ်1လေ့ကျင့်တာနံပါတ်2ကျတော့ဘာလို့ဆိုကြည်တာရှုတာနဲ့ပတ်သက်ပြီးတော့လေ့ကျင့်တာမျက်လုံးဆိုတာကြည့်ဖို့ထားတာဟုတ်တယ်သို့တော့ကြည့်တဲ့အခါမှာလည်းပဲတတိရှိရမယ်တဲ့ဆင်ញင်တုံရှိရမယ်အမှတ်တမဲ့မကြည့်ရဘူးလို့ဆိုလို့ဘာဖြစ်လို့လဲဆိုတော့ကြည့်တာကိုအကြောင်းပြုပြီးတော့ကိုယ်တဏ္ဍမှာလောဘလည်းဖြစ်နိုင်တယ်ဒေါသလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါလို့လောဘဒေါသတွေမဖြစ်ရအောင်ကြည့်မှုနဲ့ပတ်သက်လဲပြီးတော့ခုနကတထကတမ္ပစဉ္ညအကျိုးရှိတဲ့နေရာကိုကြည့်မိမယ်အကျိုးမရှိတဲ့နေရာဆိုမကြည့်ပဲနေမယ်ဆင်ញင်တုံတရားရှိရမယ်လို့နံပါတ်2ကအဲ့ဒါလို့ခေါ်တယ်နံပါတ်3ကျတော့ကိုယ့်ရဲ့လက်ကလေးကွေးတာဆန့်တာခြေထောက်ကလေးကွေးတာဆန့်တာကစပြီးတော့တတိတမ္ပစဉ္ညထားရမယ်အမှတ်တမဲ့လေးမကွေးရဘူးတဲ့တတိထားပြီးတော့ကွေးရမယ်တတိထားပြီးတော့ဆန့်ရမယ်လို့ဒီလိုဆိုတယ်တတိထားပြီးတော့ကွေးတဲ့ဆန့်တဲ့အခါမှာအမှတ်တမဲ့လုံးလိုက်လို့ရှိရင်ပြဿနာတစ်ခုတက်လာနိုင်တာပေါ့ဥပမာလူကြားထဲမှာကိုနာလူရှိနေတာကိုအမှတ်တမဲ့နေပြီးတော့ဆန့်လိုက်လို့တစုံတယောက်ကိုသွားပြီးတော့
ထိမိမယ်ဖိမိမယ်ဆိုတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်သို့မဟုတ်အန္တရာယ်ရှိတဲ့အရာတစ်ခုကိုထိမိကြိုက်မိတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့ဒီလှုပ်ရှားမှုလေးတွေအသေးစိတ်လေးတွေကစပြီးတော့မြတ်စွာဘုရားကကိုယ့်ဘဝမှာလေ့ကျင့်ပြီးတော့ပေးရမယ်လို့ပြောတာနောက်တစ်ခုကဝဋ္ဌစားရနဲ့ပတ်သက်ပြီးတော့လည်းပဲတတိတံစင်ညာရှိရမယ်တဲ့ဘယ်ဝတ်ဝတ်ပြီးဆိုတဲ့နေရာမှာကိုယ်အသုံးပြုတဲ့အချိန်လေးမှာတတိထားရမယ်ဆင်ញင်တုံတရားထားရမယ်နောက်စားရတောက်တာနဲ့ပတ်သက်လာလို့ရှိရင်လည်းအတိတရားရှိရမယ်လို့ဆိုလိုတယ်စားတာပဲဖြစ်ဖြစ်တောက်တာပဲဖြစ်ဖြစ်ဝါတာလည်းပဲဖြစ်ဖြစ်လျက်တာပဲဖြစ်ဖြစ်ဒါတွေနဲ့ပတ်သက်ပြီးတော့အတိတရားရှိဖို့လိုအပ်တယ်နောက်ဆုံးမှာသဘာဝတရားအလျောက်တိုင်းလက်ထဲမှာကိုယ်လက်တန့်စင်တာကအစပြီးတော့မြတ်စွာဘုရားတတိရှိဖို့လိုအပ်တယ်လို့ဆိုတာသေစိတ်ဟောတယ်အဲ့လိုဟောပြီးတော့နောက်ဆုံးနံပါတ်9ကျတော့တတိရှိရမယ့်အချက်တွေကလမ်းလျှောက်နေရင်လည်းလမ်းလျှောက်တဲ့အခါအသိရှိရမယ်မတ်တရနေလို့ရှိရင်လည်းမတ်တရတာကိုအသိရှိရမယ်ထိုင်းနေလို့ရှိရင်လည်းထိုင်းနေတဲ့နေရာမှာတတိနဲ့အသိပညာရှိရမယ်အိတ်တော့မယ်လို့လဲလျောင်းတဲ့အချိန်မှာလည်းပဲတတိရှိရမယ်အိယာကနိုးလာတဲ့အခါမှာလည်းပဲတတိနဲ့အသိမကွာအောင်လေ့ကျင့်ပေးရမယ်နောက်တစ်ခါစကားပြောတဲ့အခါမှာလည်းပဲအသိရှိရမယ်တတိရှိရမယ်စကားပြောတဲ့အခါသာတတိထားရတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကိုအောင်ဟောလိုက်တယ်တိတ်တိတ်လေးစကားမပြောဘဲနဲ့ထိုင်းနေရင်လည်းတတိရှိရမယ်လို့ဟောတယ်နော် silent လုပ်နေတဲ့အချိန်မှာလည်းပဲတတိရှိရမယ်အဲ့တော့ silent လုပ်နေတဲ့အချိန်မှာစကားမပြောဘဲနဲ့နေတာဘယ်လိုတတိရှိရများသောအားဖြင့်လူတွေကဒီလူကြည့်လိုက်တော့ငြိမ်ပြီးတော့စကားမပြောဘဲနဲ့ငုတ်တုတ်ထိုင်းနေတယ်လို့သူကထင်တာကိုသူစိတ်ထဲမှာဘာတွေဖြစ်နေမှမသိတာအကယ်၍တတိမရှိဘူးဆိုလို့ရှိရင်ဘာမှမပြောပေမဲ့လို့သူစိတ်ထဲမှာလောဘတွေတောင်းကျမ်းနေတာလည်းဖြစ်မယ်ဒေါသတွေတောင်းကျမ်းနေတာလည်းဖြစ်နိုင်တယ်မာနတွေတို့အိတ်တာတွေတို့ဒါတွေတောင်းကျမ်းနေတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါတွေမဖြစ်ရအောင်မြတ်စွာဘုရားတတိနဲ့အသိပညာရှိနေပါလို့ဒါဘဝတစ်ခုမှာနေနည်းကဒါ mental exercise လုပ်တဲ့သဘောပဲကမ္မထာထုတ်တယ်ဆိုတာ mental exercise လုပ်တာထိုင်းနေမှာကမ္မထာထုတ်တာမဟုတ်ဘူးကိုယ်စိတ်လေးကိုသဘာဝအာယုန်လေးနဲ့ဒီလိုလေ့ကျင့်ပြီးတော့တတိတရားတွေကြီးထွားလာအောင်အသိပညာတွေကြီးထွားလာအောင်ဒီလိုလေ့ကျင့်တာမှန်သမျှဒါ meditation ပဲ contemplation လုပ်တာပဲအဲ့ဒါလိုလှုပ်ခြင်းဖြင့်ခုနပြောခဲ့တဲ့ဒီလိုသဘာဝတရားတွေကိုသိနေတဲ့အခါမှာဘာတွေအကျိုးကျေးဇူးရှိနေသလဲလို့ဆိုလို့ရှိရင်အမတ်တမဲ့နေလို့ဖြစ်ပေါ်လာတတ်တဲ့လောဘတွေဒေါသတွေမာနတွေအိတ်တာတွေမစ္စရိယတွေဒါတွေကိုယ်သဏ္ဍာန်မှာမဖြစ်ဘူးဆိုကြတဲ့ကဒါတွေမဖြစ်လို့ရှိရင်ဒါတွေကထုတ်လုပ်တဲ့မကောင်းတဲ့အကျိုးတွေလည်းကိုယ်သဏ္ဍာန်မှာမဖြစ်တော့ဘူးပေါ့စိတ်ဆိုတာကဖြစ်ရင်ချက်ချင်းအကျိုးတစ်ခုကိုထုတ်လုပ်တယ်ဒါတွေကိုတမန်ကမသိလိုက်ကြဘူးပေါ့လူတွေကဆိုပါစို့လူတယောက်မှာဒေါသဖြစ်လိုက်တယ်သူကတော့ဒေါသဖြစ်တာပဲသိတယ်သို့တော့ဒေါသကဘာတွေထုတ်လုပ်လိုက်မှန်းကို तू မသိလိုက်ဘူးပေါ့နော်ကဲဒေါသဖြစ်ပြီဆိုတဲ့လူတယောက်ဟာပထမဆုံးမှာစိတ်ထဲမှာအလိုမကျဖြစ်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့နှလုံးသားထဲမှာငြိမ်းချမ်းတဲ့အနေအထားလေးဟာပျက်စီးသွားဒါဘယ်သူကထုတ်လိုက်တာတော့နှလုံးသားပူသွားအောင်လှုပ်ရှားလာအောင်ဘယ်သူကထုတ်လိုက်တာတော့ဆိုဒေါသထုတ်လိုက်တာပဲချက်ချင်းအကျိုးကိုထုတ်လို့အဲ့ဒီကနေမထိန်လို့ရှင်ဘာဖြစ်လာတော့ဆိုရင်ဒီကိုယ်လုံးဆက်တုံးလာတာတို့မျက်စိကြီးနီးလာတာတို့ဟောဒေါသထုတ်လိုက်တာသူ့အကျိုးဆက်တွေချက်ချင်းဆက်လာတာနောက်ဆုံးမှာမပြောတဲ့စကားတွေကိုနှုတ်ကထုတ်ပြီးတော့ပြောလာတဲ့အဆင့်အထိသူကရောက်လာပြန်ဒါလည်းသူထုတ်လုပ်တာပဲအေး
နောက်ကြတော့ကိုတိလက်ရောက်တစုံတစ်ခုပြုလုပ်မှုတွေပါလာတယ်ဒီလိုထိအောင်အဆင့်ဆင့်သူကဖြစ်ပေါ်လာစေတယ်အဲ့ဒီနောက်ရောက်လာတဲ့အကျိုးဆက်တွေမကောင်းတဲ့အကျိုးဆက်တွေမှန်သမျှဒါသူကချက်ချင်းထုတ်သွားတာအဲ့ဒါကြောင့်မို့လို့ကိုယ်တဏ္ဍာမှာလောဘပဲဖြစ်ဖြစ်ဒေါသပဲဖြစ်ဖြစ်မာနပဲဖြစ်ဖြစ်အိတ်တာပဲဖြစ်ဖြစ်ဖြစ်လိုက်တာနဲ့တပြိုင်နက်စိတ်နှလုံးရဲ့ငြိမ်းချမ်းမှုတွေဆုံးရှုံးသွားတာဒါသူဖြစ်လာသည့်အတွက်ကြောင့်ဆုံးယုံနစ်နာသွားတယ်အဲ့ဒါတွေမဖြစ်အောင်ထိန်းလိုက်တယ်ဆိုကြတဲ့ကအခုပြောရတဲ့မကောင်းတဲ့အကျိုးဆက်တွေဟာမလာတော့ဘူးမလာတာကိုကကိုယ့်ဘဝအတွက်မှာတိုးတက်မှုတစ်ခုပဲပေါ့အမှန်တမ်းငြိမ်းချမ်းသွားတယ်ပြဿနာတစ်စုံတစ်ခုမှတက်ပြီးတော့မလာတော့ဘူးဒေါသကြောင့်ဖြစ်တဲ့ပြဿနာဒေါသကိုထိန်းထားနိုင်တဲ့အတွက်ကြောင့်ဒေါသကြောင့်ဖြစ်တဲ့ပြဿနာတွေတစ်ခုမှမလာဘူးလောဘကြောင့်တက်တဲ့ပြဿနာလောဘကိုထိန်းထားနိုင်တဲ့အတွက်ကြောင့်မလာတော့ဘူးမောဟကြောင့်တက်လာတဲ့ပြဿနာမောဟကိုထိန်းထားနိုင်တဲ့အတွက်ကြောင့်မလာတော့ဘူးဆိုတာချက်ချင်းလှုပ်ချက်ချင်းအကျိုးရှိတယ်ဆိုတာဒီအကျိုးလေးတွေကိုမစဉ်းစားလို့ရှိရင်မသိဘူးပေါ့ဒါဟာတကယ်လက်တွေ့ရနိုင်တဲ့အကျိုးလူတိုင်းသိရှိနိုင်တဲ့အကျိုးမှုမြတ်စွာဘုရားကတန်ဋိဋ္ဌိကောလို့ပြောတာဒါတွေကမျော်လင့်နေရမှာတွေကိုမဟုတ်ဘူးသူ့ဘာသူကိုယ်တိုင်အခုလှုပ်အခုရတဲ့အကျိုးတရားလေးတွေပဲဒါမြတ်စွာဘုရားကတမ္ပစင်ညဘယ်ရာပဲလို့ဆင်ញဉာဏ်နဲ့အသိပညာနဲ့လောက်ပါလို့ဆိုတဲ့နေရာမှာဒါလူရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ကုံတလောက်မြတ်စွာဘုရားဟောလိုက်တာကုံတလောက်ဟောတာ9မျိုးခွဲပြီးတော့ဟောတာဒီပေါ်မှာတတိနဲ့ပညာကိုအသိပညာကိုလေ့ကျင့်ပေးပါတဲ့နောက်တစ်သုတ်ကြတော့မြတ်စွာဘုရားကဘာနဲ့ဟောပြတော့ဆိုအသိပညာရဲ့အစွမ်းဟာဒါတွေမကသေးဘူးဒါကအခြေခံပဲရှိသေးတယ်ဒီတဲ့အသိပညာတိုးတက်လာတဲ့အခါကျတော့တဘာဝတရားတွေရဲ့ဖြစ်ပေါ်လာမှုတွေတဘာဝတရားတွေဖြစ်ပြီးတဲ့နောက်ပျောက်သွားတဲ့သဘောတရားတွေအဲ့ဒါတွေကိုထင်ထင်ရှားရှားသိလာအောင်အသိပညာကိုတိုးမြင့်ပေးရမယ်ဒါတော့ခုခေတ်အလုံးသိတဲ့စကားနဲ့ပြောရင်ဝိပဿနာကျင့်စဉ်ပေါ့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်မယ်ဆိုလို့ရှိရင်ဘာတွေသိလာနိုင်တော့ဆိုရင်အဓိကမြတ်စွာဘုရားကတရား3မျိုးကိုယ်စိတ်ထဲမှာဖြစ်တဲ့အချက်3မျိုးဒါလူတွေနဲ့အမတန်နှိစက်တာမို့မြတ်စွာဘုရားဒီ3မျိုးတွေဟောတာနံပါတ်1ကဘာတော့ဆိုရင်ခံစားချက်လောကလူတွေမှာခံစားချက်ဟာအဓိကကြတယ်ပေါ့ခံစားချက်ကအဓိကကြတယ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့လူတွေကလှုပ်ရှားနေကြတယ်ခံစားချက်လို့ဆိုတဲ့နေရာမှာ happiness ဆိုပျော်ရွှင်ချမ်းမြေ့ခံစားမှုနဲ့ unhappiness ဆိုဝမ်းနည်းကြေကွဲမှုခံစားချက်နောက်တစ်ခုကတော့ဝမ်းသာတာလည်းမဟုတ်ဘူးဝမ်းနည်းတာလည်းမဟုတ်ဘူးပေါ့ဥပိ္ပခအဒုက္ခမဒုက္ခလို့ဆိုရယ်ခံစားချက်အဲ့ဒီခံစားချက်ကတော့မထင်ရှားတဲ့ခံစားချက်ပေါ့နော်အဲ့ဒီခံစားချက်တွေမိမိရဲ့စိတ်ထဲမှာဖြစ်လာတာကိုလည်းပဲထင်ထင်ရှားရှားသိလိုက်တယ်ပြတ်သွားတာကိုလည်းပဲထင်ထင်ရှားရှားသိလိုက်တယ်မိမိတဏ္ဍာမှာဖြစ်လာတာကိုလည်းထင်ထင်ရှားရှားသိတယ်ဖြစ်လာပြီးတဲ့နောက်မိမိတဏ္ဍာမှာတီးနေတာကိုလည်းထင်ထင်ရှားရှားသိတယ်ပြတ်သွားတာကိုလည်းထင်ထင်ရှားရှားသိတယ်ခံစားချက်နဲ့ပတ်သက်ပြီးတော့တတိတံပစဉ္ညာတရားကိုအဆင့်မြင့်လိုက်တဲ့အခါကျတော့ဝိပဿနာဉာဏ်နဲ့အဲ့ဒါကိုထင်ထင်ကြီးသိသွားတယ်နောက်တစ်ခုကဘာတော့ဆိုရင်အာယုန်နဲ့တွေ့တိုင်းမှတ်တမ်းတင်တတ်တဲ့တင်ညာအဲ့ဒီတင်ညာတရားပေါ်လာတာကိုလည်းပဲထင်ထင်ရှားရှားသိတယ်တင်ညာတရားရဲ့လှုပ်ဆောင်မှုတွေကိုလည်းထင်ထင်ရှားရှားသိတယ်ချုပ်ငိမ့်သွားတာကိုလည်းပဲထင်ထင်ရှားရှားသိလိုက်တယ်နောက်တစ်ခုကဘုန်းကြီးတို့တွေမှာစိတ်ကလေးပေါ်လာတာနဲ့တပြိုင်နက်ဟိုတွေးဒီတွေးတတ်တဲ့အတွေးကလေးတွေရှိတယ်ပေါ့အဲ့ဒီအတွေးကိုဝိတက်လို့ခေါ်တယ်ကြံစီခြင်းစိတ်ကူးခြင်းလို့ခေါ်တယ်အဲ့ဒီစိတ်ကူးခြင်းဆိုတဲ့ဒီအတွေးလေးတွေကိုလည်းပဲပေါ်လာတာကိုလည်းသိလိုက်တယ်သူအတွေးလေးပျောက်သွားတာကိုလည်းသိလိုက်တယ်ထင်ရှားရှိပြီးတော့ဆောင်ရွက်နေတာကိုလည်းသိလိုက်တယ်လို့ဒီလိုထင်ထင်ရှားရှားကိုယ်တဏ္ဍာမှာသဘာဝတရားတွေရဲ့ဖြစ်လာမှုပျက်စီးသွားမှုတွေကိုထင်ထင်ရှားရှားသိလာပြီဆိုလို့ရှိရင်
ဒါအစစ်မြင့်တဲ့ insight knowledge ပဲဝိပဿနာဉာဏ်လို့ခေါ်တာအဲ့ဒီဝိပဿနာဉာဏ်ရှိလာပြီဆိုလို့ရှိရင်ခုနကလောဘတွေဒေါသတွေမောဟတွေဟာပို့ပြီးတော့ဝေးဝေးလံလံရောက်တော့အောင်ဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိတွေရလာဒီဝိပဿနာဉာဏ်ရှင်းတန်သွားပြီဆိုတဲ့အခါမှာအဲ့ဒီဝိပဿနာဉာဏ်ရဲ့အရှိန်အဟုန်ကြီးမားလာတာနဲ့တပြိုင်နက်သူကအကျိုးတစ်ခုဖြစ်ပေါ်စေတယ်ဝိပဿနာဉာဏ်ကျင့်လိုက်လို့နောက်ဆုံးရလာတဲ့အသိဉာဏ်ကတော့ဘာတော့ဆိုလို့ရှိရင်သင်္ခါရတရားတွေရဲ့သဘာဝကိုဆင်ញင်စဉ်းစားရင်းကနေပြီးသင်္ခါရသဘာဝတွေအလုံးနောက်ဆုံးပိတ်ချုပ်သွားတဲ့နေရာကိုမြင်လိုက်တာနဲ့တပြိုင်နက်ခုနကလောဘဆိုတာတွေလည်းအမြစ်ပါပြုတ်သွားတယ်ဒေါသဆိုတာတွေလည်းအမြစ်ပါပြုတ်သွားတယ်မောဟဆိုတာတွေလည်းအမြစ်ပါပြုတ်သွားတယ်နောက်ထပ်မလာနိုင်တော့ဘူးအဲ့ဒါကိုပဲဝိပဿနာအရှိန်မြင့်လို့ရလာတဲ့ message ပေါ်တာလို့ပြောတာเนาะအဲ့ဒါလို့ message ပေါ်လာပြီးတဲ့နောက်မှာထပ်ပြီးတော့တေချာလောက်အောင်လောဘဒေါသမောဟတွေရဲ့အပူတွေကိုထပ်ပြီးတော့ညှိမ့်ပေးတာကဖို့စိတ်လို့ပြောတယ်သင်္ခါရတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့ချုပ်ဆုံးရာဖြစ်တဲ့နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်ကိုယ်တဏ္ဍာမှာရှိတဲ့အဆိုးတရားတွေဟာလုံးဝအမြစ်ပါမကြံပျောက်သွားတယ်အဲ့ဒီဤစနစ်ဟာအဲ့ဒီအကျိုးတရားဟာဘယ်ကနေရတာတုံးဆိုတော့ insight knowledge အရှိန်မြင့်ပေးလို့ရှိရင်ခုနအသိပညာကို insight knowledge အဆင့်ရောက်အောင်အသိပညာကိုမြင့်တင်ပေးလိုက်နိုင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာပူလောင်ညှဉ်းနှွမ်းစေတတ်တဲ့တောကတွေဒေါမနတတွေအလုံးကိုဖယ်ရှားပစ်လိုက်လို့တကယ်ကိုငြိမ့်တဲ့အငြိမ့်တဲ့ချမ်းမြေ့တဲ့ဘဝမှာနေနိုင်သွားတယ်ဒီဟာကိုမြတ်စွာဘုရားကဒီသုတ်တံမှာဟောခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်တတိပကွာအသိပညာဖြင့်နေထိုင်ခြင်းလို့ဆိုတဲ့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒီတရားကိုနာယူမှတ်သားပြီးတဲ့အခါမှာတို့တွေဘဝမှာဘာတွေလုပ်ရမလဲလို့ကိုစီမှတ်သားလေ့လာပြီးတဲ့အခါမှာဘဝရဲ့ငြိမ်းချမ်းမှုကိုရလို့သူတိုင်းဒီလမ်းစဉ်အတိုင်းလေ့ကျင့်ခြင်းဖြင့်တို့တွေရမှာပဲလို့ဧကံယုံကြည်ပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း